တင်တိပါတလားအမေရိကန်ရေတပ်ဟာသူတို့ကိုယ်တိုင်တောင်ကြောက်ရွံ့သွားရအောင်ဉာဏ်ရည်မြင့်ဒရုန်းတစ်စင်းကိုဖန်တီးခဲ့ပူးပါတယ်။နောက်ဆုံးမှာတော့2013ခုနှစ်မှာအဲ့ဒီဒရုန်းကိုကိုယ်တိုင်ပဲဖျက်ဆီးပြရတဲ့အထိဖြစ်ခဲ့ပါတယ်။စမ်းသပ်လေယာဉ်မှုတွေဟာမော်နီတာစခရင်ကိုစိုက်ကြည့်နေကြရင်အံ့အားသင့်သွားကြပါတယ်။လူသားကထိန်းချုပ်မထားတဲ့ခုနှစ်ပတ်လေယာဉ်ဟာကိုယ်တိုင်စဉ်းစားနိုင်ပြီးဆုံးဖြတ်ချက်ချနိုင်နေခဲ့လို့ပါမိုးကောင်းကင်ပေါ်မှာဘယ်နေရာကိုဆင်းသက်မလဲဆိုတာကိုစက္ကန့်ပိုင်းအတွင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ကုန်တင်လေယာဉ်အမြန်နှုန်း240ကီလိုမီတာနာရီနဲ့စမ်းသပ်မှုတစ်ခုအတွင်းခုနှစ်ပတ်ဟာလေထဲမှာပဲလောင်စာဖြစ်လေယာဉ်ကိုကိုယ်တိုင်ဝင်ရောက်ချင်းကပ်ပြီးလောင်စာဖြစ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလေယာဉ်တွင်းမှာလေယာဉ်မှုလည်းမရှိလူသားထိန်းချုပ်မှုလည်းမရှိပဲအဝေးထိန်းစနစ်အစားကိုယ်တိုင်ရှင်သန်ဖို့ဆုံးဖြတ်နိုင်တဲ့စနစ်ပဲရှိခဲ့ပါတယ်။အဲ့ဒီအခါအင်ဂျင်နီယာတွေကသူတို့ဖန်တီးထားတာဟာရိုးရိုးလက်နက်တစ်ခုမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာကြပါတယ်။အဲ့ဒါဟာခွင့်ပြုချက်မလိုပဲကိုယ်တိုင်လိုက်လံတိုက်ခိုက်နိုင်တပ်ဖြတ်နိုင်တဲ့မူဆိုးတစ်ကောင်လိုဖြစ်နေကြတာပါ။နောက်ဆုံးမှာဒေါ်လာတန်ပေါင်းထောင်ချီသုံးစွဲခဲ့ပြီးနောက်2015ခုနှစ်မှာအမေရိကန်ရေတပ်ဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့အရာကိုကိုယ်တိုင်ပဲဖျက်ဆီးရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါ။အဲ့ဒါဟာမအောင်မြင်လို့မဟုတ်ပါဘူး။အောင်မြင်လို့ပဲဖြစ်ပါတယ်